မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ EUS Studio Channel ကနေကြိုးဆိုပါတယ်ကမ္ဘာလမ်းပွဲတစ်ခုဖြစ်တဲ့ Egypt ပြည်သမင်ကြီးတွေကိုဘလို့တိဆောက်ခဲ့တယ်လဲဆိုတာကပြပောင်းထောင်ချီပြီးလူသားတွေစိတ်အဝင်စားဆုံးပြုတ်ဝက်ချက်တစ်ခုပါလူအများစုကဒါကကျူသားတွေရဲ့လက်ချက်လားစမ်းကြည့်တဲ့တကူအာနာပဲကြောင်လားဆိုပြီးဝေခွဲမရဖြစ်ဖူးကြမှာပါဒါပေမဲ့တခေတန်းတော့ပြည်သမင်တွေကရှီအောင်အီဂျစ်လူမျိုးတွေရဲ့အမခန်းယူပပေးတာပညာစက်မှုစွမ်းအားနဲ့ထက်မြက်လာတဲ့စီမံခန့်ခွဲမှုတွေကြောင့်ကြီးဆောင်နိုင်ခဲ့တာဖြစ်ကြောင်းသိပ္ပံကြီးကြသက်တည်ပြနိုင်ခဲ့ပါပြီ။ဒီနေ့ပြည်သူမှာတော့ခိမိစက်ကရိယာလေးမရှိသေးတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကအီဂျစ်လူမျိုးတွေပြည်သမင်တွေကိုတကယ်တမ်းဘလို့တိဆောက်ခဲ့တယ်လဲဆိုတဲ့အမခန်းအမှန်တရားတွေကိုဖော်ထုတ်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။လူရိမ်မီလီရှိကြတဲ့ပထမဆုံးမိကုန်းကတော့တန်ကြီးတဲ့ကြီးလေးတဲ့ကြောက်တုံးကြီးတွေကိုဘလို့ဖြစ်တောက်ပြီးတိကျလာတဲ့ပုံသဏ္ဍာန်တွေရအောင်ပုံသွင်းခဲ့တယ်လဲဆိုတာပါပဲပြီးမိဆောက်တဲ့ခေတုံကတန်တေနီးပညာမပေါ်သေးပဲချစ်ခေတာရှိပါသေးတယ်ဒါဆိုမာကျောလာတဲ့ကြောက်တွေကိုဘလို့ဖြတ်ကြမလဲအီဂျစ်တွေကထုံးကြောင်လူနူးညံ့တဲ့ကြောက်တွေကိုတော့ဂျင်းနီဆောက်တွေနှုတ်ဟာလေးနဲ့ဖြတ်တောက်ခဲ့ကြပါတယ်ဒါပေမဲ့ပြီးမိရဲ့အတွင်းသားဒီမှာတုံငယ်မာကျောလာတဲ့ grand တိုက်ကြောက်တွေကိုတော့ပါမန်ဂျင်းနီနဲ့ဖြတ်လို့မရပါဘူးဒီနေရာမှာသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တာကအီဂျစ်လက်သမားတွေကတာမန်ကြီးနေထက်မာကျောပြီးတောင်းတင်းတဲ့အာဆင်းနစ်ဆက်ထားတဲ့ကြီးနီကရိယာတွေကိုသုံးနေကြတယ်ဆိုတာပါပဲဒါတွေမကသေးပါဘူးသူတို့ကကြီးနီလွှမ်းတဲ့ကြောက်တုံးတွေကြားမှာကြောက်တလင်းခဲအမုံတွေကိုပုတ်တိုက်စရာပစ္စည်းဖြစ်ထဲသွင်းပြီးကြောက်ကိုတိုက်စားပါချက်တောက်ခဲ့ကြရပါဒိဗ္ဗပညာရှင်တွေရဲ့လက်တွေစမ်းသက်ချက်အရဂီမီလာနဲ့ဆိုရင်အကြီးနီလွှာတစ်ချောင်းနဲ့ကြောက်ကူတနာရီမှာ10 စင်တီမီတာအထိချက်တောက်နေခဲ့တာကိုတွေ့ရပါတယ်အခုကျွန်တော်တို့ကြောက်တုံးတွေကိုထပ်ပြီးပါပြီဒါဆိုတဲကန်နိုင်ရလဲမှာအီဂျစ်တွေဘလို့တဲခဲ့ကြပါတယ်လေအဲ့ဒီကာလအီဂျစ်မှာဗင်းငယ်ဝင်ချီဆက်တွေမရှိပါဘူးသူတို့ကတစ်သားပြားတွေပေါ်ကိုကြောက်တုံးတွေကိုတင်းပြီးလူအားနဲ့ဆွဲယူခဲ့ကြတာပါဒါပေမဲ့6သွေးတဲ့တဲပူပူပေါ်မှာတစ်သားပြားတွေကိုဆွဲရင်တဲတွေပုံလာပြီးလေးလံလိုလိုဆွဲရတာအရိုက်ပင်ပန်းစေပါလေဒီနေရာမှာအီဂျစ်တွေတုံးခဲ့လေထမြက်လိုနေလိဝက်ချက်ကတော့တစ်သားပြားရှိကတဲတွေကိုရီဖြန်းပြီးတာပဲဖြစ်ပါတယ်နယ်သာလန်နိုင်ငံအမ်စတာဒမ်တက္ကသိုလ်ကယူပပီတာပညာရှင်တွေလက်တွေ့စမ်းသပ်ချက်အရတဲဟူရီအတင့်တင်ဖြန်းပေးလိုက်တဲ့အခါတဲဟူပုံမတောင်တင်းသွားသေးပါတယ်ဒါကတဲဖို့မှာတစ်သားပြားဆွဲရတဲ့ခွန်အားကိုထောက်ဝက်90ရာခိုင်နှုန်းတိတိရှော့ချပြီးနိုင်ခဲ့တာပါဒီချက်ကိုတက်တည်ပြနေတာကတော့ရှီအောင်အီဂျစ်ကရှီဟူတီဟိုတက်ပီရမီရဲ့ကိုတင်းရိုင်းနေရန်မှာကြောက်တုံးတွေကိုတစ်သားပြားကိုဆွဲတဲ့အခါမှာရှေ့ကနေရေလောင်းပေးနေတဲ့သူတယောက်ရဲ့ပုံကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်တာပဲဖြစ်ပါတယ်နောက်ဒီလန်တစ်ခုကတော့ရေးဟိုအသုံးပြလာပဲဖြစ်ပါတယ်ပြည့်မြစ်ဆောက်ဖို့အတွက်ကြောက်တုံးတွေကိုဝေးလံတဲ့အချက်ကနေတည်ယူဖို့ဂျီလန်းကြောင်းမှုအတိကအသုံးပြုခဲ့ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကအီဂျစ်ရာရှိတဦးဖြစ်တဲ့မဲရက်ခေတာခဲ့တဲ့ကမ္ဘာတဒန်းအရှိဆုံးပါတီရက်ဒိုင်ရီမတန်ရသူတို့ကတူရာထုံးကြောက်စခန်းကနေဂီဇာပြည့်မြစ်လုပ်ငန်းဝင်စီဦးကြောက်တုံးတွေကိုတည်ယူပို့ဆောင်တဲ့နေရာမှာလှီတွေနဲ့ရီချောင်းကနေတည်ယူခဲ့ကြတာပဲဖြစ်ပါတယ်ဒီကြောက်တုံးတွေကိုတည်ယူဖို့အတွက်အီဂျစ်တွေကလိုင်းကြီးရဲ့မြစ်လက်တက်ဖြစ်တဲ့အာရမတ်မြေချောင်းကိုအသုံးပြုခဲ့ကြပြီးဒါကပီရမစ်တီဆောက်ပြီးအတွက်အဓိကအသက်သွေးကြောဖြစ်ခဲ့ပါတယ်ဒါတွေမကသေးပါဘူးပီရမစ်တီအနီးမှာတွမြောက်မြေဖောက်ပြီးလီရီစိုက်ကပ်ပြီးကြောက်တုံးတွေကိုအလွယ်တကူတည်ယူနိုင်အောင်လှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်ဒီအကြောင်းကိုသူ့ရဲ့ဒီစဉ်မှတ်တမ်းမှာအတိအကျကိုရေးသားထားတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဆက်လက်လေ့လာကြည့်ရင်လည်းမဲရက်ရဲ့နေ့စဉ်မှတ်တမ်းဆိုပြီးပွားရောက်ပြီးတော့လေ့လာလို့ရပါတယ်ကြောက်တုံးတွေကိုကျွန်တော်တို့ဖြတ်တောက်တာကိုဘယ်လိုဖြတ်တောက်ကလေးဆိုတာရှင်းပြခဲ့ပြီးပါပြီကြောက်တုံးတွေတည့်တဲ့ညီလန်ကိုလည်းရှင်းပြခဲ့ပြီးပါပြီဒါဆိုရင်ကြောက်တုံးတွေကိုပြည့်မြစ်ပေါ်ကြအောင်ဘယ်လိုပို့ပါတယ်လေအမြင့်မီတာ140ကျော်ရှိတဲ့ပြည့်မြစ်ထပ်ပိုင်းကိုကြောက်တုံးတွေကိုဘယ်လိုတည်ခဲ့တယ်လဲဆိုတာကတော့အနည်းပွားစရာအကောင်းဆုံးပဲဖြစ်ပါတယ်ဒီနေရာမှာ RAM မီကိုခေါ်ကြတဲ့စင်ဂျီရှော့ညံကြီးတွေကိုသုံးတာဖြစ်ပါတယ်ဒီစနစ်အရ PGB ရဲ့ပထမ30ရာခိုင်နှုန်းအမြင့်မီတာ43ထိကိုတော့ပုံမှန်မြေကြီးနဲ့ဖို့ပြီးတော့ပြုလုပ်ထားတဲ့စင်ဂျီရှော့လမ်းတွေတည်ယူခဲ့ပြီးအဲ့ဒီထက်မြင့်သွားတဲ့အခါ PGB အတွင်းမှာအေကားပလန်ပုံစံရှိတဲ့ Dreamer စင်ဂျီရှော့ညံကြီးတွေကိုအသုံးပြုပြီးကြောက်တုံးတွေကိုတည်ယူခဲ့ကြတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အမြဲလွှဲမနေတဲ့ယူဆတစ်ခုပါပဲပိရမစ်တွေကကျိုးလုတ်သမားတွေကိုနှိပ်စက်ပြီးတော့စောက်ထိုင်းခဲ့တာလို့ကျွန်တော်တို့ထင်ခဲ့ကြပါတယ်1990ပြည့်နှစ်မှာရှာဖွေတွေ့ရှိခဲ့တဲ့အလုတ်သမားတင်ညာရင်ဖုဖော်မှုတွေကြာပိရမစ်တိဆောက်သူတွေကကျွမ်းကျင်လူသားတွေဖြစ်ကြတယ်ဆိုတာကိုတွေ့ရှိခဲ့တာပါလေဒါအပြင်သူတို့ကလစာငွေရတဲ့သူတွေဖြစ်ပြီးတချို့ကဆိုရင်အခွန်ထမ်းဆောင်တဲ့အနေနဲ့ဝင်ရောက်ပြီးတော့သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပြည့်မြစ်ဆောက်တဲ့နေရာမှာပါဝင်ခဲ့ကြတာပါလာစာအနေနဲ့အစားအစာဖြစ်ပတ်မှုနဲ့ဘီယာတွေကို
ရှိခဲ့တာဖြစ်ပါတယ်ဒီတော့ပိရမစ်ကြီးဆိုတာချီအောင်အီဂျီလူမျိုးတွေရဲ့ယူပပေးကြစက်မှုစွမ်းအားစီတောင်းပညာနဲ့စနစ်ကြလာတွေ project စီမံခန့်ခွဲမှုတွေရဲ့အမခန့်အထောက်ထားလေးပဲဖြစ်ပါတယ်ဂျိုသားတွေဒါမှမဟုတ်ဘူးဆိုရင်မော်ပညာတွေရဲ့လက်ချက်တွေတိကျထားတာတော့မဟုတ်ပါဘူးနောက်ထပ်စိတ်ဝင်စားကြရရှီအောင်လျှို့ဝှက်ချက်တွေကိုဆက်ပြီးတော့မှဒေဆက်ပေးသွားပါဦးမယ်အားလုံးကိုချီးကျူးတင်ပါတယ်